အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စွန်းစားပင့်တော်ဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာအကျော်ဆုံးပူပူလေးအကျော်ဆုံးနေရမယ်မပြောရီကျော်ပစွန်ကျော်ဘူးရီကျော်မုံစီကျော်အကုန်ပူပူလေးတွေနော်အေးကြီးမတယောက်မနှက်စောစောရွာထဲလဲ၍အကျော်ရောင်းနေလေပြီမယောင်းလို့ကလည်းမဖြစ်ကလေး၃ယောက်ကရှိသေးတယ်အကြီးဆုံးမှ9နှစ်သားအရွယ်သားရှိသေး၍အာကို၍မရသေးယောက်ျားဖြစ်သူမှလည်းအမြဲတောက်စာမူးယူနေ၍သူရှာစာနဲ့ပဲမလောင်ငါခြင်းမိသားစုကိုယ်တာရှာမကြွေးတာမူးပြီးအိမ်ပြန်လာရင်ရစ်ချင်ရစ်သေးတယ်ဒါမျိုးကတော့ဘယ်ရမလဲအေးကြီးမှပဲရစ်လို့ကတော့နေရင်းတွေကြီးလှိမ့်တီးရပြန်ခံလို့ရင်လည်းဖက်လုံးပြီးအောင်လာကင်နီးကင်ပြစ်တာအခုတော့မူးလာရင်လည်းအရင်လိုမရင်းရတော့အေးကြီးမှအစကတည်းကခက်စော်စော်ရေးလူကလည်းထွားထွားကြိုင်ကြိုင်အားကလည်းတန်ပါယောက်ျားတွေနဲ့ရှင်ပြီးစပါးထမ်းလာတာတဘောကလည်းကောင်းသလားတော့မမင်းနဲ့ဆင်းရဲတာကဆင်းရဲတာပဲလမ်းကြုံလာလို့ကြိုက်တဲ့လူထမင်းဝင်စားသူငှက်ရင်ငှက်ပါစေစေတနာအပြည့်နဲ့အကုန်ချကြွေးတာအဲ့ဒါလိုမျိုးဗျအကျော်ရောင်းတော့လေကြိုက်တဲ့လောက်အကျွေးစားပေးပြီးသားပဲဒါပေမဲ့ချိန်နေနေတော့သူ့အကျွေးကိုပေးမပေးလို့ကတော့အေးကြီးမတို့ပွဲချမ်းပြီးတာမှန်ဗဇက်ကလည်းကျန်းသလားမမင်းနဲ့လူတိုင်းကသူ့ကိုချစ်ကြသလိုတနာလဲတနာကြတယ်သူ့ဗဇက်ကိုကြောက်ကြတယ်အပြောကျန်းတာကိုဗျဒါကြောင့်သူ့ကိုဘယ်သူကမှမဟုတ်တာမလုပ်ရဲဘူးသူကလည်းဝိတ္တာစားတာနေတာထိုင်တာခက်ကြမ်းရင်အမြဲတမ်းဖြစ်ကြတဲ့ဇန်နေတတ်တယ်ဟင်းချက်ကတော့တကယ်ကောင်းတာနော်သူ့အကြော်တွေများကျွတ်ရွပြီးစားကောင်းတာတရွာလုံးကြိုက်ကြတယ်အခုလဲကြည့်အောင်အကျော်ထွက်ရောင်းနေတာဒေါ်လေးရေအကျော်ဆုံးဦးလေးအကျော်ဆုံးပါတယ်လေအကြီးတန်းအကျော်ဆုံးစားပါအောင်ဟေးဟဲ့အေးကြီးမလာပါအောင်ဘာကြော်တွေပါလာလဲအစုံမဲအကြီးတန်းရေကြိုက်တာစားပြီးတော့ငါ့ကိုငပြောတိကျော်တစ်ခုပေးဟဲ့တစ်ခုတည်းလားအကြီးတန်းရဲ့အေးလေဟဲ့ငါမှပတ်ဆိုင်ရှိတာမဟုတ်ဘူးအဲ့ဒီအကျော်တစ်ခုဘိုးပဲရှိတာအကြီးတန်းကလည်းပြောရမယ့်သူတွေကြားနေတာပဲယူထားလိုက်လေကလေးတွေအလောက်ကပြန်လာမှပဲရပါတယ်ဟာငါလဲနှင့်အားနာတယ်ရပါတယ်အရင်တန်းကလည်းစားကျင်တာယူထားလိုက်ဟုတ်ပြီလားအေးပါဟဲ့အဲ့ဒါဆိုလဲအစုံနာထက်ပြီးညနေကလေးတွေအလောက်ကပြန်လာရင်သွားပေးခိုင်းလိုက်မယ်ဟုတ်ကဲ့ပါအရင်တန်းရဲ့ပြောရမယ့်လူတွေကြားနေတာပဲဒီမှာတစ်ခုအပူပေးထားတယ်အေးကျေးဇူးပါပဲကဲသွားမယ်အရင်တန်းရဲ့အဲ့လိုမျိုးအေးကြီးမဆိုတာကယောက်ျားကအာမကူရတော့သူတယောက်တည်းတာသမီးတွေကိုအကျော်ရောင်းကျွေးလေထဲမှာကောက်ဆိုင်ချိန်ကောက်ရိတ်ချိန်နေဆိုရင်နေစားလိုက်ပင်ပင်မမရှာကျွေးနေရှာတာကြာတော့သူလဲဘာသာနဲ့ထုထားတာမဲ့လို့စိတ်ကမာပြီမဲ့လူကတော့မတက်နိုင်တော့ဘူးအချိန်ပြည့်ပင်ပန်းနေတော့ကျမ်းမာရေးကဖီးစီလာရောသူဖြစ်တာကဘယ်လိုပြောရမလဲမသိဘူးအစားအသောက်မမှန်လို့ပဲလားပင်ပန်းလွန်းလို့ပဲလားတော့မသိဘူးအစပိုင်းမှာဗိုက်ထဲကအောင့်တောင်းဖြစ်တယ်အဲ့ဒါလဲပီကက်ပြီးအလုံးလုံးနေတာပဲဟိုဆေးလေးတောက်လိုက်ဒီဆေးလေးတောက်လိုက်ပေါ့နောက်တော့မတက်တာတဲ့အပြင်ဗိုက်ကပါပူလာတာကျုံရဆေးမိတိုလေးတွေနဲ့ကုနေရင်ပူဆိုးလာပြီးအိပ်ရတဲ့ကကိုမထနိုင်တော့ဘူးအဲ့ဒီတော့သူ့ယောက်ျားကသူ့မိဘတွေစီပြန်ပို့ပေးတယ်အေးကြီးမရဲ့အဖေကပယောဂဆရာတီသူကပယောဂတာနိုင်တာစေဝါအကြောင်းတော့တိတ်မကျွမ်းကျင်လာဘူးသူ့သမီးကိုတက်တလောက်မှတက်လောက်တော့ကုပေးတာပဲနောက်ဆုံးတော့မရတော့ဘူးစိတ်ုံစီကံပို့ဖို့ပြင်ရတော့တယ်မြို့နယ်ကလည်းဝေးပြီးလှေတွေတက်တွေနဲ့သွားရမှာအဲ့လိုနဲ့ညီကိုမောင်နှမအမျိုးတွေစုတိုင်ပင်ပြီးမြို့စည်းကမ်းကိုတွားပြကြတယ်ဆရာဝန်ကဆန်းတက်ပြီးစီထိုးပေးတယ်ပြီးတော့စာစီနေနဲ့ပေးပြီးပြန်ခေါ်သွားခိုင်းတယ်တခြားဘာမှတော့မပြောတော့ဘူးဆရာဝန်ကပြန်ခေါ်ဆိုတော့လေပြန်ခေါ်လာကြတာပေါ့ရွာပြန်ရောက်တော့ညနေဆောင်နေပြီအေးကြီးမကတော့မတက်တာတဲ့အပြင်ပူဆိုးလာတယ်အဲ့ဒီညမှာပဲအေးကြီးမတယောက်ဆုံးပါသွားခဲ့တယ်အားလုံးဝမ်းနဲ့ပူဆွေးငိုကြွေးကြတာပေါ့ဆရာတိကတော့ဆရာပီတာပါတယ်ရင်ထဲဝမ်းနေတာကိုအပြင်ထုံးမပြဘူးခက်တီတီပဲပူဆွေးနေလို့လေတေတူကပြန်ရှင်လာမှမဟုတ်ပဲနာရေးကိစ္စလောက်ကင်မှုရှိသေးတယ်မဟုတ်လားအဲ့ဒါနဲ့ရွာတွေကလူကြီးတွေနဲ့လောက်ကင်ရမယ့်ကိစ္စတွေကိုတိုင်ပင်ကြတယ်ကိုတင်ရွှေသမီးနာရေးအတွက်တက်ပြောက်ဆုံးကပ်ဖို့ဆရာတော်တွေသွားပင်းရအောင်မယ်မနဲ့တော့ရွာကဆရာတော်ပြင်ပြီးတက်ပြောက်ဆုံးကပ်ကြတာပေါ့
နောက်ရက်တွေတော့လေနေ့တိုင်းဆွန့်ကတ်တရားနာကြမယ်အဲ့ဒီတော့ဒီကလူတွေရွာကျောင်းဆရာတော်ကိုတွားလျှောက်ကြပါစေကျွန်တော်နဲ့ကိုတင်ရွှေကကကရန်ကျောင်းဆရာတော်ကိုတွားပြင်ကြမယ်ဟေးရတယ်အတိမင်းနဲ့ငါမနဲ့ကကရန်ကိုလေးနဲ့တွားပြီးဆရာတော်ကိုတွားပြင်ကြမယ်လီလော်ဖို့ကောင်းလေးတယောက်တော့ခေါ်သွားတာပေါ့ဟုတ်ကဲ့ကိုတင်ရွှေတားငယ်ပဲခေါ်သွားလိုက်မယ်အေးဒါဆိုလဲစီစဉ်စရာတွေရှိတာစီစဉ်ထားရအောင်ဆရာတိတယောက်ရောက်ဖအကြီးဆုံးဖြစ်သူကိုတင်ရွှေနဲ့တိုင်ပင်ပြီးမနဲ့ကကရန်ကျောင်းဆရာတော်ကိုတွားပြင်ဖို့စီစဉ်လိုက်တယ်မနဲ့ရောက်တော့သူ့ရဲ့သူ့ရောက်ဖရဲ့သူ့သားငယ်တန်းစော်ရဲ့၃ယောက်လေတစည်းနဲ့ဘုံကြီးပင့်မှုထွက်လာကြတယ်ရွာနဲ့ကကရန်ဆိုတာကတော်တော်လေးလမ်းတာလေနဲ့ဆိုအနည်းဆုံး2 နာရီလောက်သွားရမယ်ပိုရောက်တော့လေကိုကျောင်းစိတ်မှာကပ်ပြီးကျောင်းပေါ်တက်လာခဲ့ကြတယ်ဆရာတော်ကတရားစာအုပ်ဖတ်ရင်သူတို့ကိုမြင်တော့မောကြည့်တယ်ဆရာတိကိုသူတိတယ်လေဆရာတိကလည်းအဲ့နဲ့တကြောမှာနာမည်ကြီးမဟုတ်လားဩဆရာတိလည်းထက်လာပြန်ပြီလားကြုံမမေ့ပါဘူးဗျာတတိယပါတယ်ခီးရောက်မဆိုင်ဆရာတော်ပြောလိုက်တဲ့စကားကြောင့်သူတို့ကြောင်သွားတယ်ပြီးတော့မှဆရာတော်ကဆက်ပြောတယ်အေးကြီးမဆိုတာဆရာတိသမီးမဟုတ်လားတင်မပဲရအေးကြီးမဆုံးတာဆရာတော်ဘလို့တိပါလိမ့်လို့စဉ်းစားနေမိတယ်အခုလာပြင်တာကိုကြိုတိနေတယ်လို့ပဲအေးကြီးမကလည်းညကမှဆုံးသွားတာရဲ့ဆရာတော်အချားမြင်နေများရနေပြီလားလို့တွေးလိုက်မိတယ်အေးလေဆရာတိရဲ့မနေ့ကပဲအေးကြီးမသူ့အဖေဆရာတိအိမ်ကိုစွန်းစားလာပင့်သွားတယ်လေအခုဘာဖြစ်လို့တော့သူကတောင်ပြောသွားသေးတယ်ဆရာတော်အရန်ကြိုက်တဲ့မွန်ဟင်းကစွန့်ကတ်မှာပါတဲ့တင်မဗျာဆရာတော်ကိုလာပင့်တာပါပဲဒါပေမဲ့စွန့်ကတ်ရုံလာပင့်တာမဟုတ်ဘူးဗျာအဲ့ဒီအေးကြီးမရဲ့နိုင်ရေးအတွက်လာပင့်တာပါဗျာဟေးဆရာတော်အံ့ဩပြီးလက်ထဲကတရားစာအုပ်တော်လွတ်ကြကန်လေးပဲဘလို့တကားကြီးအေးကြီးမဆုံးသွားတာလားဘလို့ဖြစ်တာတော့မနေ့ကစွန်းစားလာပင့်တော့ကတော့အကောင်းကြီးရဲ့လူမကျမ်းမာတာကြာပါပြီဗျာအဲ့ရတဲ့ကကိုမထနိုင်တာပါမနေ့ကမြို့စည်းကမ်းသွားပြီးပြန်လာတော့ညကဆုံးသွားတာပါဗျာဟေးဆရာတော်အံ့ဩလွန်းလို့ဟေးတခုံးပဲပြောနိုင်တော့တယ်အဲ့ဒါမနက်ကိုဆရာတော်ကြွခဲ့ဖို့လာပင့်တာပါဗျာဆရာတော်လဲကြောင်သွားလားမသိဘာမှပြန်မပြောခဏနေမှအော်အေးကြွလာရမှာပေါ့တင်မဗျာအဲ့ဒါဆိုတပည့်တော်တို့ပြန်မအောင်မယ်ဗျာအိမ်မှာလဲစီစဉ်စရာလေးတွေရှိသေးလို့ပါဗျာအေးတခါကြီးကောင်းဆရာတိတို့3ယောက်အတွေးကိုစီနဲ့ပြန်လာခဲ့ကြတယ်အေးကြီးမကဆရာတော်ကိုမနေ့ကစွန်းစားပင့်သွားတယ်ဆိုတော့မနေ့ကမြို့မှာအေးကြီးမစီကံသွားပြတဲ့အချိန်ပဲဒါဘလို့ဖြစ်တာလဲဆရာတော်ကတော့လိန်ပြောမှာမဟုတ်ဘူးသူ့ဝိညာဉ်သူမသိသေးပဲလွင့်သွားပြီးဆရာတော်ကိုစွန်းစားတော့ပင့်ထားတာလားသူဘယ်လိုမှစဉ်းစားလို့မရတော့ရွာအမြန်ပြန်ပြီးသူ့သမီးအေးကြီးမဆရာတော်ကိုပြောခဲ့သလိုမုံဟင်းကဆွန့်ကပ်ဖို့အမြန်စီစဉ်ရအောင်မယ်မဟုတ်ပါလားဇလန်းလေးကဒီနေရာမှာပြီးဆုံးသွားပါပြီခင်ဗျာနားဆင်ခံစားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ